Hello guys ကျွန်တော်ကောက်ဆက်ဖြစ်ပါကျွန်တော် YouTube မတည်တာကြာသွားတဲ့အတွက်ကျွန်တော်တာမှတ်ပါတယ်ဗီဒီယိုလေးမစခဲ့ like subscribe လေးလုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ကဲဗီဒီယိုလေးကိုစလိုက်ရအောင်ကဲကျွန်တော်ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်ကစ်စုနဲ့ရဲ့အခဲဆုပ်ခေါ်ဖို့တော်ပြီးပေါင်လေးလက်ဟတ်တော့မှာဖြစ်ပါတယ်ကဲခေါ်ဖို့တော့ဒီမှာပေါ့နော် like တော့ကြည့်လို့ရပါတယ်အဲ့ဒီခေါ်ဖို့ကျွန်တော်တို့ PVP မှာတစ်ဆက်ကြည့်ရအောင်ကျွန်တော်ခေါ်ဖို့တော့စာပေါ်တစ်ခုတော့ရောင်းနေပြီပေါ့နော်ဒီမှာလူတယောက်တွေ့ထားတယ်ဒီခလောတော့မယ်ကစ်စုနဲ့တော့မယ်ရောင်းမတော့မယ်ကစ်စုနဲ့ထပ်တော့မယ်ခလောထပ်တော့မယ်โอเคဒီမှာပြတ်တော့ပေါ့နော်ကျွန်တော်စာပါတစ်ခုပေါင်းနေဟတ်တော့မှာပါကျွန်တော်ဒီမှာတော့တရားတွေ့ထားတယ်ပေါ့နော်ချင်းတွေကတော့ကောက်ပါတယ်ဒီမှာ2ယောက်ဆိုတော့ကျွန်တော်တရားကိုတော့ပြန်ဖြတ်မှရမယ်โอเคမှာချိန်နေတယ်โอเคချိန်ကြပြီယောကစနေဝါဆော့ကိုယောโอเคပေါင်နေတော့တောင်းတော့ထောက်ရပါတယ်ကျွန်တော်ကတော့စာပါတစ်ခုထပ်ချိန်ထားပါတယ်ဒီမှာ2ယောက်အဖွဲတွေတော့မသိဘူး like new user နဲ့ဘာ user တွေတော့မသိဘူးโอเคယောပြတ်ဆင်းမရပြီစဝီတာနဲ့ပြီယောဝိုင်းတဲ့ကလုံးနေနေတာကျွန်တော်ယောဒီကလုံးโอเคပေါင်နေတောင်း9,000တော့ရပါတယ်ကျွန်တော်သူ့ပေါင်ကြီးက10 million ကျော်တဲ့ထဲကျွန်တော်ထဲကဲကျွန်တော်တို့ဒီဆော့ပါမှာတော့တွဲကိုကတော့တောင်းချမ်းနေပါတယ်ဆောင်းမပေးမှရခဏတေးဦးလားယောဟာကျွန်တော်တီးခံနေရပြီကျွန်တော်တီးခံနေရတဲ့နေထောင်မှရှိတယ်ရှင်တော့ကောင်းတယ်လို့ပြောရမယ်โอเคကြုံမယ်စူပီတောင်းနဲ့ပြည့်ဟုတ်ယောပြစုနေတော့โอเคကျွန်တော်ဒီဆော့ပါမှာတော့တီးခံနေရပါတယ်ကျွန်တော်ဟာတက်ချက်သွားပြီဟာကျွန်တော်တေးတော့မယ်ဟာမလို့ပါလေဆက်လိုက်โอเคချိန်လိုက်အောင်ကျွန်တော်ချိန်နေတော့ကောင်းတယ်အနောက်လေးပြန်ပန်းသွားရမယ်အနောက်လေးပြန်ပန်းပြီးချောင်းရအောင်โอเค gas နဲ့ tiger နဲ့ဆက်ထိနေရတာကျွန်တော်โอเคသူကိုဖုန်းနဲ့ထုတ်လိုက်ကြတယ်ယော့โอเคမီတော်ယော kitchen နဲ့ workshop ကိုတော့ရယောဖောင်ဒီတောင်းလေးထောက်ရပါတယ်โอเคစာပါနာတစ်ခုရနေပါပြီကျွန်တော်ကဖေးထဲကနေထွက်ကစားပဲရှိတယ်ကျွန်တော်တက်တီရောကျွန်တော်လည်းအမှတင်းသွားတော့ကျွန်တော်သူ့ကိုပြတ်ကျုံးတယ်ပေါ့ကွာအဲ့လိုကျွန်တော် flash တက်ခုတ်ပြီးယောစနေတော့ယောစူပီတာယော light trick ပေါ့ယောโอเคကျွန်တော်ဖောင်လေးတားလေးထောက်ရတော့ပါတယ်စာပါတစ်ခုမှာတော့ကျွန်တော် gas နဲ့ကောက်စပတ်တော့တော်တော်စိတ်ညစ်ခဲ့ရပါတယ်ကျွန်တော်ဟိုပြေးဒီပြေးနဲ့လုံနေပါတယ်ကျွန်တော်လူတယောက်လာတွေ့လို့ကျွန်တော်ချိန်လိုက်ပါတယ်โอเคကြည့်ပြီဆိုရင်ကျွန်တော်ကြုံပါလေယောโอเคပေါင်းနေတောင်းထောက်ရပြီကျွန်တော် gas နဲ့ကောက်ဘလူးတတ်မသိဘူးပေါ့နော်တော်တော်မားတယ်ကျုံတယ်အရက်မားတယ်ဆိုတော့โอเคသူလူဖောင်ပြပြောက်သွားပြီပေါ့နော်ကျွန်တော်စောက်ပြေးပြီโอเคကျွန်တော် gas နဲ့ကိုတော်တော်လိုက်ရပါတယ်တော်တော်ပြေးတာပေါ့နော်သူကโอเคဒီချိန်တော့မပြေးလို့မလို့တော့လေယော gas နဲ့ပေါ့ပေါင်နေဟာဝဆောပါနောက်တစ်ခုချိန်ရမယ်ဆိုရင်တော့ထိုက်ကနဲ့စပတ်နေတာကိုတွေးရမှာပါသူက V4 တွေပါတယ်ဖယ်လိုက်ပါတယ်ကျွန်တော်လည်းဘယ်ရမလဲဆိုပြီးတော့စူဂီတာနဲ့တက်ပြလိုက်ပါတယ်ယောဆိုရခွင့်ရောက်လို့ကျုပ်ပါလေယောတကယ်တော့ရလိုက်ပါတယ်အဲ့ချိန်မှာသူက V4 ကောက်ဖယ်လိုက်ပါတယ်ကျွန်တော်လည်းဘယ်ရမလဲဆိုတော့ဖယ်တာပေါ့ယောနောက်ဆုံးမှာကျွန်တော်ပဲနိုင်သွားပါတယ်ကျွန်တော်တို့ full support လို့ဆိုပြီးတော့ကျွန်တော် kitchen နဲ့အပြေးတော့တောက်ကောက်တော့ပေါ့နော်အဲ့နေရမှာလားဟာအဲ့နေရမှာမရှိဘူးဟိုနေရာမှာထည့်တယ်โอเคမီးတောင်တော့โอเคဟာ flake flu ကြီးရဲ့ flake flu ကြီးပါလို့ရမှာတော့ကျွန်တော် flake flu ကြီးကျွန်တော်မှာစီနေတာနဲ့ရေထည့်ပဲကြောက်ခတ်လိုက်ပါတယ်အဲ့တော့ကျွန်တော် live ပေါ်က bro တယောက်နဲ့ပြီးချတာပေါ့နော်အစားပိုင်းမှာကျွန်တော်ခုတ်တိုက်တော့ပဲ flash နဲ့ဝေတယ်โอเคkitchen နဲ့တုပ်ပြီးတော့ကျိုးပါလေယောဒီခလောက်တုပ်ယောโอเคပေါင်ဒီတောင်းလေးထောက်ရအောင်โอเค GG's bro
Okay သူကနောက်တစ်ခါထပ်ချောင်းမယ်ဆိုပြီးတော့ထပ်ကြိုးပါရကျွန်တော်တို့ပြောတော့ပေါ်နေပေါ့ Okay ရောစောက်ပိုင်းမှာသူကတော့မပြတ်သွားဘူး Okayအဲ့ချိန်မှာကျွန်တော်မော်ပြီးဝယ်လိုက်ပြီးတော့မော်သွားတော့ပေါ့နော်ကျွန်တော်တိတ်မလို့လို့လာဖြစ်သွားပါတယ်အဲ့ချိန်မှာကျွန်တော်ခဲထွက်ပြီးတော့ပြတ်ကျိုးပေးလိုက်ပါတယ်ရော့ကိစ္စနဲ့တော့မယ်ရော့ PVP ကစားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် GG's broကျွန်တော်ပေါင်နေရတာ20ခနဲ့တော့10မီလီယံနေ20တော့3မီလီယံအထိရောက်သွားပါတယ်ကျွန်တော်ကို Telegram မှာရောတီးတွန်းမှာရောလာပြောကြတော့ဒီဗီဒီယိုတင်ပေးလိုက်ပါတယ်ဒီဗီဒီယိုကြည့်ရှုပေးတဲ့သူတယောက်ချစ်တဲ့ကိုလည်းကြည့်ရှုတင်ပါတယ်နောက်ကြရင်ကျွန်တော် YouTube ကိုကောက်ဆုံးဗီဒီယိုတွေနဲ့ပြန်လာခဲ့ပါမယ်နောက်ဗီဒီယိုမှာဆွေးနွေးကြအောင် Bye guys